တခါတလေတိုးတက်မှုဆိုတာစူညံတဲ့အရာမဟုတ်ဘူးစာရေးစပွဲတေးသေးလေးတစ်ခု notebook တစ်အုပ်ပြီးတော့ထပ်မံစူးစမ်းနေတဲ့ညရှိရှိတညပဲဖြစ်တတ်တယ်အစမှာတော့အရာအားလုံးကလွယ်ကူသလိုခံစားရတယ်အတွေးတွေကရှင်းလင်းနေတယ်စိတ်အားထက်သန်မှုလည်းရှိနေတယ်ဒါပေမဲ့အချိန်ကြီးကြာလာတာနဲ့မျှပင်ပန်းမှုကတဖြည်းဖြည်းများလာတယ်စခရင်အလင်းကပိုတောက်လာတယ်အခန်းကပိုတိတ်ဆိတ်လာတယ်စိတ်ကလည်းအနားယူချင်လာတယ်ဒါကြောင့်ခဏနားလိုက်တယ်အသက်ရှူနဲ့တစ်ချက်အကျော်လျှော့တစ်ခါပြတင်းပေါင်းသားကတိတ်ဆိတ်တဲ့အချိန်လေးတစ်ခုပြီးတော့အဲ့ဒီအနားယူမှုတေးသေးလေးကပဲရှေ့ဆက်နိုင်ဖို့အားပြန်ဖြစ်စေတယ်အရာအားလုံးကို perfect ဖြစ်အောင်မဟုတ်ဘူးမြန်မြန်ပြီးအောင်လည်းမဟုတ်ဘူးတလန်းချင်းဖြည်းဖြည်းချင်းဆက်သွားနေတာပဲဖြစ်တယ်ဘာလို့လဲဆိုတော့အရေးကြီးတဲ့အရာတစ်ခုကိုအပြီးသတ်နိုင်ဖို့ဆိုတာမနာမနေလုပ်နေရတာမဟုတ်ဘူးမဖြစ်ချင်တဲ့အချိန်ကြီးရှိလေထပ်ပြီးပြန်လာနိုင်တာထပ်ပြီးဆက်လုပ်နိုင်တာအဲ့ဒါကပဲတကယ့်တိုးတက်မှုဖြစ်တယ်နောက်ဆုံးမှာတော့တိတ်ဆိတ်တဲ့ညတွေပင်ပန်းနေတဲ့မျက်လုံးတွေစူးစမ်းမှုတေးသေးလေးတွေကတကယ့် progress ဖြစ်လာတယ်